ဒါပဲတော့ငါဘယ်သွားလေဟဲ့နေရလေညနေတိုင်းသွားနေတယ်တိရတာနဲ့ဘာဘယ်လဲလာလာမင်းနဲ့ဘယ်မှလုံနေထိုင်အောင်ရှင်းအောင်လဲလေစကားလေးတစ်ခါပြောဖို့ရေးဦးလူကိုအမီးကလိုက်ဖမ်းနေရတယ်ဟဲ့နေတိုင်းမြင်နေတွေ့နေပြောနေရတာမင်းကဘာများထွေထွေဘာနေတိုင်းမြင်နေတွေ့နေရတာလဲရှင်းအောင်တွေးဖို့တော့ကျမမနှဲလိုက်ရှာနေရတအိမ်လုံးမှာရှင်နဲ့ကျမရှိပြီလို့ပဲနော်ဒါနဲ့ရှင်းအောင်ကျမပြောပါအောင်မယ်ရှင်ကအလုပ်ကိုဘယ်တော့ထပ်ရှာမှာလဲပြောဟာအလုံးရှိတော့လေလှုပ်လာတာပဲလေအခုလှုပ်ပြုတ်သွားတော့ဘယ်တက်နိုင်မလဲရှားနေတာပဲဟာအလုပ်ပြုတ်သွားတော့ဘယ်တက်နိုင်လို့ဆိုစကားကိုရှင်းမပြောနဲ့လေပြုတ်သွားရဲဆိုထပ်ရှာမှာပေါ့ကျမတို့ပါဇက်တွေကဒီတိုင်းနေနေမှာမဟုတ်ဘူးလေရှင်းမှာသားနဲ့သမီးနဲ့မယားနဲ့ဆိုရှင်သိလားငါသိတယ်လေငါသမီးနဲ့ငတ်နေလို့လားအခုငါငတ်ထားလို့လားစားနေရတာပဲဒီမှာမငတ်ရုံတမဲ့ရှင်ကျွေးနေတာလေပို့ရှန်နေတာဘာရှိလို့လဲအဲ့တော့လုံလေးပါထက်ရှာပေါ့အဲ့ဒါတော့အလုံးရှိတော့နေပတ်စံစုပါဆိုတော့နေမှမစုတော့ရှင်ရပဲပြောရတယ်ရှိသေးတယ်ရှင်ကကျမလောင်းငါအောင်ပေးလို့လားတော်ပြီအဲ့ဒါကြောင့်နေအဲ့ဒီမကြားချင်လို့ငါနေတိုင်းတောက်ဟမ်ကောပြောင်ကြီးဟာလဲလို့ဘာပူညာသားလို့နေတိုင်းတောက်တာဟမ်ရှင်ကျမကိုတရခံမရှာနဲ့ရှင်တို့ဆိုဒီမှာလဲလေဟမ်အပေါင်းလေးစုံလို့တောက်ရတာနဲ့မစုံရင်လည်းဖုံးဆက်လန်းခေါ်ပြီးတောက်ရတာနဲ့ပျော်လို့တောက်ရတာနဲ့ဝမ်းနဲ့လို့တောက်ရတာနဲ့ကျမအောင်နော်ဟမ်မပြောချင်ဘူးရှင်ကျမလည်းရှင်မသိလိုက်မှာငါနီးတယ်ဘယ်လောက်ဘယ်တော့ဟာ